ဝဆိုတာမွေးတွေကခက်ခဲတယ်နော်ဘဝတစ်လျှောက်လုံးမွေးဖွားခြင်းရဲ့အစာတည်ဆုံးခြင်းနဲ့မွေးဖွားခြင်းကြားမှာရှင်တန်ခြင်းလည်းရှိတယ်အဲ့ရှင်တန်ခြင်းကြားမှာရင်ဝတက်တဲ့ကိုထိုးတဲ့ဓာနောက်ကျောကိုထိုးတဲ့ဓာပေါင်းများစွာနဲ့ထိုးခံခဲ့ရတယ်သစ္စာဖောက်ခြင်းနဲ့ခံခဲ့ရတယ်ယုံနေသူဖြစ်တဲ့အတွက်လိမ်လည်လှပြားခြင်းတွေလည်းခံခဲ့ရတယ်ဒါပေမဲ့မတုံ့လို့ပါဘူးဒါဘဝလေအရွယ်ရောက်လာပြီဆိုတာနဲ့မိဘရေခွင်ရထွက်လိုက်တာနဲ့မုတ်ဆိုးတွေလိုက်တော့မယ်တားကုန်တစ်ဖြစ်လဲလူဘဝကိုဖြတ်တန်းရမှာဖြစ်တဲ့အတွက်အရာရာကိုနေ့စဉ်ကြော်ဖြတ်ဖို့ပဲစဉ်းစားပါတယ်အဆိုတော့ခံတူးတို့ပေါ့အားလုံးကိုကြော်ဖြတ်ရမယ်တဲ့အဲ့တခြင်းဟာကျမဘဝအတွက်အခက်အခဲအားလုံးကိုကြော်ဖြတ်ခဲ့ပါတယ်ကျမရဲ့လှပတဲ့ဘဝကိုဖျက်ဆီးဖို့ကြိုးစားခဲ့အောင်ကလည်းကြိုးစားခံဖို့ဖြစ်ခဲ့ကြုံခဲ့အောင်ကလည်းကျမအပြုံးမပြတ်ပဲစဉ်းစားတွေးခေါ်ပြီးဖြတ်တန်းခဲ့ပါတယ်ကျမအသက်ဘေးနဲ့ကြုံခဲ့တဲ့အခါမှာလည်းအပြုံးမပြတ်နဲ့ပဲဖြတ်တန်းခဲ့ပါတယ်ဒီလိုအပြုံးတွေမပြတ်အောင်နေထိုင်နေတာမြန်မာလူမျိုးဗုဒ္ဓဘာသာဖြစ်တဲ့အတွက်ဖះဟောတဲ့တရားနဲ့အညီနေစာတဘုံနားလေတဲ့အတွက်ကျမဒီအခက်ခဲတွေကိုအပြုံးမပြဲရင်ဆိုင်ဖြတ်တန်းမယ်လို့စိတ်ထက်ကိုကြက်ကြက်ခံအောင်ဒီဆောက်ထားတာပါဘသူ့ကြောင့်မှကျမရဲ့အပြုံးကမပြတ်စီရဘူးဘာကြောင့်လဲကျမဒီအန်ကန်ဒူးလူသားတယောက်ဖြစ်တဲ့ငါလုံနိုင်တယ်မြန်မာလူမျိုးဖြစ်တဲ့အတွက်အပြုံးပန်းကိုအမြဲတမ်းပန့်စင်နေတယ်အဓိကစိတ်ကောင်းတဲ့လုံးကောင်းထားတဲ့အတွက်ကျမဝကြွေးရှိရင်ခံလိမ့်မယ်ပေးဆက်လိမ့်မယ်ဒါပေမဲ့ကျမဒီတော့မှပြိုလဲတွားဘူးကျမရဲ့ယုံကြည်မှုနဲ့ကျမရှေ့ဆက်ရက်တတ်မှုတွေမရှိဘဲနဲ့ရှေ့ဆက်နေပါတယ်ကျမရဲ့အပြုံးကမိုနာလီဇာလိုမျိုးတော်မကွေပေမဲ့တော်ဝင်အောင်စူးစမ်းနေတယ်ဘသူအတွက်လဲကျမရဲ့ဘဝသမိုင်းအတွက်ကျမဟာလောကကိုမွေးဖွားလာတာလူသားအပိုဖြစ်နေမဟုတ်ပါဘူးလူသားလေးကိုအကျိုးပြုဖို့နောက်ဆုံးကျမရဲ့အပြုံးတစ်ပွင့်ချောင်းစိတ်သက်ကြနေတဲ့လူတွေအပြုံးလေးတစ်ပွင့်နဲ့ရှင်တန်ခွင့်ရတော့အောင်စိတ်သက်တက်ကြွတော့အောင်ကျမအမြဲတမ်းအပြုံးစင်နေမယ်ကျမဒီအန်ကန်ဒူးမိမိကိုမိမိယုံကြည်မှုပြင်းထန်တဲ့လူတစ်ယောက်ဖြစ်တယ်အရာရာကိုငါလုံနိုင်တယ်ဖះကံရဒုတိယတဲ့လှုပ်ဆောင်ချက်ကပထမတဲ့အဲ့အတွက်ကျမကကံကိုအမြဲတမ်းပြုပြင်နေတဲ့လူသားဖြစ်တယ်ဘာတော့အန်ကန်ဒူးတွေငါလုံနိုင်တယ်ဒီနေ့ပြီးရင်နောက်နေ့ဟာရှောင်းနေလာမှလေဘတော်မှညဉ့်ညံ့ရံမရှိပါဘူးညဉ့်ဦးရံကြော်ရင်အာယုံဦးမိုးတောက်ရောက်ပြီးအဲ့ဒီတော့ကျမအပြုံးကလန်းဆန်းနေရမယ်အမြဲတမ်းတောက်ပနေရမယ်အခက်ခဲတွေကိုကြော်ဖြတ်ဖို့ကျမဒီအပြုံးနဲ့အရာရာကိုဖြတ်တန်းခဲ့တယ်ဒီအတွက်ဒီအပြုံးနဲ့ပဲကျမဘဝမှာဘဝလက်တွဲပေါ်ခေါင်းကိုရောက်ခဲ့တယ်ရခဲ့တယ်သူ့ဘဝလက်တွဲပေါ်ကကျမအတွက်6ပြစ်ကင်းတဲလဲစင်အဖြစ်ပြောစရာမရှိဘူးโอเคမှားရင်ပြန်ပြင်မယ်လဲကြရင်ပြန်ထမယ်အပြုံးမပြတ်ချီခုနားထောင်နေတဲ့လူတွေရောအပြုံးမပြတ်ကြီးနော်